น่าจะထင်တယ်ဖြစ်လောက်တယ်น่าจะได้ရနိုင်တယ်น่าจะได้ရနိုင်တယ်น่าจะဆိုတဲ့အဓိပ္ပာယ်ကတစ်ခုခုကိုခန့်မှန်းပြီးတော့ဖြစ်နိုင်တယ်ဖြစ်လောက်တယ်ဖြစ်နိုင်တယ်ထင်တယ်ဒီလိုမျိုးစကားကိုအတိအကျပြောလိုက်တာလည်းမဟုတ်น่าจะใช่ဖြစ်နိုင်တယ်น่าจะไม่มาแล้วမလာလောက်တော့ဘူးထင်တယ်น่าจะไม่มาแล้วမလာလောက်တော့ဘူးထင်တယ်ไม่มาဆိုတာမလာဘူးไม่ဆိုတာကအငြင်းစကားလုံးနဲ့တွဲသုံးလိုက်တဲ့ခါကျတော့မလာလောက်တော့ဘူးမဖြစ်လောက်တော့ဘူးလို့အဓိပ္ပာယ်တက်ရောက်ပါတယ်น่าสนใจစိတ်ဝင်စားစရာน่าสนใจစိတ်ဝင်စားစရာสนใจဆိုတာစိတ်ဝင်စားတယ်น่าสนใจဆိုရင်စိတ်ဝင်စားစရာน่าลองစမ်းကြည့်ချင်စရာน่าลองစမ်းကြည့်ချင်စရာลองဆိုတာစမ်းကြည့်တာကိုပြောတာလောအောငေါลองဆိုတာစမ်းကြည့်တယ်น่าดูကြည့်ချင်စရာน่าดูကြည့်ချင်စရာดูကြည့်တယ်น่าสนุกပျော်စရာน่าสนุกပျော်စရာสนุกဆိုတာပျော်ရွှင်တယ်น่าဆိုတာကစရာချင်စရာဒီလိုမှတ်ထားလို့ရပါတယ်น่าไปသွားချင်စရာน่าไปသွားချင်စရာน่าเกลียดမုန်းချင်စရာน่าเกลียดမုန်းချင်စရာเกลียดဆိုတာမုန်းတယ်น่ารักချစ်စရာน่ารักချစ်စရာน่ารักมากๆအရန်ချစ်စရာကောင်းတယ်น่ารักมากๆအရန်ချစ်စရာကောင်းတယ်มากๆဆိုတာကပုံမှန်ထက်ကိုပိုတာပေါ့အများကြီးအရန်ပေါ့ဒီလိုအဓိပ္ပာယ်ရပါတယ်น่ารักที่สุดချစ်စရာအကောင်းဆုံးน่ารักที่สุดချစ်စရာအကောင်းဆုံးที่สุดဆိုတာကအဆုံးထိအရာအလုံးထဲမှာအကောင်းဆုံးဒီလိုအဓိပ္ပာယ်ရတယ်น่าเชื่อถือယုံကြည်စရာကောင်းน่าเชื่อถือယုံကြည်စရာကောင်းเชื่อဆိုတာယုံကြည်တယ်น่าเชื่อถือဆိုရင်ယုံကြည်ချင်စရာကောင်းတယ်ဒီလိုပေါ့